ချစ်စုဆာမရှင်ဒီနေ့ချစ်စုအရန် happy ဖြစ်နေပါတယ်ချစ်စုအမှုပညာလမ်းကြောင်းတစ်ချောင်းမှာပေါ့နော်ပထမဆုံးဒီနှစ်တစ်ချက်မှာဖြော်ရဖြစ်ပါတယ်အကျိုးအတက်4ရက်လုံးကိုချစ်စုတဝဲမှာရှိပါမယ်တဝဲချစ်ရမိသားစုကြီးချစ်စုနဲ့တူတူကြံကြရင်စုံပါမယ်ချစ်စုအနားနီးရင်လည်းပိုစတာလေးနဲ့ပေါ့နော်ထပ်ပြီးတော့ကြော်ညာလေးတင်ပေးပါမယ်ရှင်ဒီနေ့ပဲဆက်သွယ်ပြီးပေါ့နော်ဒီနေ့ပဲစိတ်ရင်ချပြီးငားရမ်းပြီးရဲ့ချစ်ရရဲ့ချစ်စုကိုချစ်တဲ့မိသားစုပရိသတ်ကြီးကိုလည်းကျေးဇူးများတင်ပါတယ်ချစ်စုလည်းဒီမကအနုပညာလမ်းကြောင်းမှာကိုယ်ဝင်သချင်းတွေရောပြန်စုတီးတွေရောချစ်စုစစနဲ့အများကြီးဖန်တီးပြီးတော့စူးစမ်းသွားပြီးတော့အနုပညာကိုဆက်လက်ပြီးတော့ရှောက်လန်းသွားပါမယ်ချစ်စုရဲ့ဆရာသမားတွေချစ်စုရဲ့မိသားစုခုနဲ့သားသမီးအကုန်လုံးလည်းနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဆက်ဆက်ရအားလို့ဆင်ပြေချုံးမွေပြီးလုပ်ငန်းကံတွေလည်းအဆင်ပြေပါစေလို့ချစ်စုကဆုတောင်းပြီးတော့ကာရဝပြုပါတယ်ချစ်စုချစ်ပေးကြတဲ့မိသားစုပရိသတ်ကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါ